ဒါကတော့ကျမတို့အလားချင်းနည်းနည်းချင်းဆိုင်ပြီးရောတွဲနေတဲ့နေသားလေးပါကျမတို့ဘီတပြားတော့မဟုတ်ဘူးဘီလိုပုံမှန်ပြီးဆိုရင်လေဒီဘက်ကအပြားလေးကသေးတယ်အဲ့တော့ကိုအတိုင်းတာလေးနဲ့ကိုပေါ့နော်ဟိုပါနှစ်စိတ်ပေါ့နော်နှစ်စိတ်စားနေမှာရှင်မျိုးနေထားရပြီဆိုရင်ဒီလိုမျိုးကိုစားတလက်မပြားလေးနဲ့အဆွေသားကိုတလက်မပြားလေးနဲ့ကုတ်ပါမယ်ဒါဆိုရင်တော့ကျမတို့ဒါကဂျိုင်းဘတ်ပေါ့နော်ဂျိုင်းဘတ်ကိုကျမတို့ကိုစားမတင်ပါဘူးရင်ကြားဘတ်အောက်အောင်ချမ်းရင်ကြားဘတ်လေးမှာကိုစားလေးကိုတင်လိုက်ပါမယ်ရှင်ဒါစုံပြီးတော့ချုပ်တာဖြစ်တဲ့အတွက်ဗမားစရာဘတ်တစ်ဖက်တည်းဖြစ်နေစရာတော့ကြောင်းတော့မရှိဘူးပေါ့နော်ဒီမျိုးလေးချုပ်ပါမယ်ဒါလည်းဒီတပြားခုနကဒီတပြားစာလောက်ပါပဲကျမတို့ကဒါမျိုးနေထားတဲ့ကုစားလေးနဲ့ကုတ်ပြီးသွားပြီပေါ့နော်ဒါကျမကတော့ဒီဘက်ရင်ကြားဘက်ပေါ့နော်အောက်အောင်ကျုံမှာရင်ကြားဘက်မှာကုစားလေးတင်ပြီးတော့ကုတ်ထားတာပါအဲ့တော့ကျမတို့ရင်ဦးဆုံးဒီနေရာမှာထူလက်ပြေးကြီးဖြစ်မနေအောင်ကျမတို့အစကလေးကဒီသုံးစိတ်ချန်ပြီးတော့ပေါက်ထားတာဖြစ်တဲ့အတွက်အရန်ကြီးရောခက်ခက်လန်စရာတော့မလိုဘူးဒါမဲ့တေချာလေးယူတစ်ဆိုင်လေးလန်မယ်ပြီးရင်ကျမတို့ဒီဆီလီကွန်တိုလေးနဲ့ထုပါမယ်တချို့ဒီကကြီးနဲ့လည်းထုလို့ကကြီးဖင်ရခေါ်မလားကကြီးလက်ကရင်ကနေပြီးတော့လည်းထုလို့ရပါတယ်ဒါမဲ့ကျမတို့ဒီဆီလီကွန်တိုလေးနဲ့ပဲထုလိုက်ပါတယ်ဒါလေးတွေကတော့အသုံးခွင့်နေပေါ့နော်တစ်ချောင်းလောက်တူတစ်ချောင်းလောက်ရှည်ဝင်လေဒီလိုမျိုးလေးအသားတကြလေးဖြစ်သွားအောင်ထုလိုက်ပါမယ်ထုပြီးသွားပြီဆိုရင်တော့ဒီဘက်ပေါ့နော်စက်ကြောင်းလေးပေါက်ပါမယ်အဖျားစိုလေးနေပါမယ်ရှင်ဒီခါတိုင်းလိုပဲပေါ့နော်ကျမတို့ဒီရင်ကြားဘက်မှာကိုဂျိုင်းဘက်မှာပေါ့နော်ဂျိုင်းဘက်ကိုအဖျားစိုဂျိုင်းဘက်ကိုလွှဲပြီးတော့အဖျားစိုလေးနေနေတာပါဒီမျိုးလေးအဖျားစိုလေးနေနေပါရှင်အောက်ကဟာကိုလည်းဒီလိုလိုက်ပါမလာဘူးဒီထားပြီးပါဒီလိုမျိုးလေးဖြစ်နေတယ်เนาะဒီအောက်ကချန်လေးရเนาะအဲ့ဒါကိုမှကျမတို့ဂျိုင်းဘက်ကိုလွှဲပြီးတော့အဖျားစိုလေးနေလိုက်တာပါရှင်မျိုးနေထားရရပြီပေါ့နော်ဒါအဖျားစိုဒီဘက်ကနေထားတာဒီဘက်ကဒီလိုမျိုးလေးအဲ့လိုနေထားရပြီဆိုရင်ကျမတို့ဒီကွတ်စာလေးကိုဒီဘက်ကိုလွှဲပြီးတော့လက်သေးလေးနဲ့ချစ်လိုက်ပါမယ်အဲ့လိုချစ်ပြီးသွားပြီဆိုရင်တော့ခါတိုင်းလိုပဲဒီလိုမျိုးဒီကျမတို့ကွတ်စာကုတ်လိုပဲပေါ့နော်တစ်ခေါက်ခောက်မယ်ပြီးရင်ပြန်ပြီးတစ်ခေါက်ခောက်မယ်ပြီးရင်ဒါလေးကိုနင်းလိုက်ရုံပါပဲရှင်တစ်ချက်ပြန်နေပြပြီမယ်เนาะကျမအဲ့တော့ဒါမျိုးလေးခောက်မယ်အရင်ဆိုတော့ဒိတ်နဲ့တခြားအသားကြအောင်ခောက်ရှစ်လိုက်မယ်ပြီးသွားပြီဆိုမှဒီမျိုးလေးလိုက်ပြီးတော့နင်းလိုက်ပါမယ်ဒီလိုမျိုးလေးပေါ့နော်အားတို့ကဒါမျိုးနေထားလေးရပြီပေါ့နော်ဒါကတော့အလားပဲချမ်းမှာမြင်နေရတဲ့အနေထားလေးပါဒါတွေကတော့အတွင်းဘက်ပေါ့နော်မလားပဲချမ်းမှာမြင်နေရတဲ့အနေထားလေးပါဘယ်လိုပဲကြည့်ကြည့်ကျမတို့ကအသက်ရည်နဲ့ထွက်လာပြီပေါ့နော်ဒါလေးကတော့အောက်အောင်ချမ်းတွဲပြီးသားအနေထားလေးပါရှင်ဒါဆိုရင်ကျမတို့ဒီအပေါ်အောင်ချမ်းလေးနဲ့ဆက်ပြီးတော့တွဲကြမယ်ပေါ့နော်အောင်ချမ်းအပေါ်ဒီရင်အောင်ချမ်းလေးနဲ့တွဲမယ်ဆိုရင်လည်းကျမတို့ဒီအလားနဲ့ဒီဘက်ကအလားလေးနဲ့ကိုမျက်နှာချင်းဆိုင်ပြီးတော့ပထမဆုံးဘီတပြားနေပါမယ်ရှင်ဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးနင်းလိုက်ရင်ရပါပြီဒီတပြားစာပေါ့เนาะဒီတပြားဘီတပြားမဟုတ် sorry ဟိုဟာနှစ်စိတ်စာပေါ့เนาะနှစ်စိတ်စာတိုင်းလေးပဲနင်းပါမယ်ဘီတပြားဆိုရင်ဒီဘီကြီးဆိုရင်တော့တိတ်ပြီးတော့နှစ်ပြားတိတာတဲ့ကြည့်ကန်နေတယ်ပေါ့เนาะဒီဘီသေးနဲ့ဆိုရင်ကျတော့လေတကယ်ကျတော့တစ်စိတ်နှစ်စိတ်စာမပြည့်ဘူးတစ်စိတ်ခွဲစာလောက်ပဲရှိရချိုးလို့အရန်သိတော့မှဆိုရကျမတို့နှစ်စိတ်စာတေချာလေးနင်းပါမယ်ရှင်အားတို့ဒါမျိုးဒါဘီတပြားတွဲပြီးသွားပြီပေါ့နော် sorry နှစ်စိတ်ချောင်းတွဲပြီးသွားပြီဆိုရင်ကျမတို့ကွတ်စတင်ပါမယ်ကွတ်စတင်တဲ့အခါမှာကျမတို့ကဒီအောက်အုံခွက်ကနေပြီးတော့ကွတ်စအုံခွက်ဘက်ကနေပြီးတော့ကွတ်စလေးကိုတင်ပါမယ်ကွတ်စကတော့ခဏလုံးကတိုင်းမယ်တလက်မပြားလေးဆိုရင်လုံလောက်ပါရဲ့ရှင်တလက်မထပ်တော့မသေးနဲ့ပေါ့နော်တလက်မထပ်သေးရင်じゃချုပ်ရိုးအရန်သေးပြီးတော့လေမတက်မရက်လေးဖြစ်သွားမှာဆိုလို့ပါရှင်ကျမတို့ဒါဆိုရင်နှစ်စိတ်စာပဲပေါ့နော်ခုနအောင်အတိုင်းပဲနှစ်စိတ်စာလေးပဲကျမတို့ငင်းပါမယ်ရှင်ခုစာလေးနဲ့ဒီစာလေးတွဲမယ်ပေါ့နော်ကိုစာတွဲပြီးသားအနေထားလေးပေါ့နော်နှစ်စိတ်စာတွဲထားတာပါရှင်ဒါဆိုရင်ကျမတို့ခုနကတော့လိုပဲဒီအောက်မှာတွဲတယ်လို့ပဲပေါ့နော်အရင်ဦးဆုံးချုပ်ရိုးလေးကိုပြပြသွားအောင်လို့ဒီတူလေးနဲ့ထုတ်ပါမယ်ရှင်
ဒီဟာလေးကိုတခြားလေးလွှဲပြီးနော်မဟုတ်ရင်လေအဲ့ဒါရပြင်းနေထောင်တက်လို့ထောင်တက်ရင်လေအဲ့အဖျားဆိုပေါက်တဲ့နေရာရောပြန်ပြီးရောခြီတုတ်တဲ့နေရာရောမှာတော်တော်လေးကိုခက်ခဲဖြစ်တယ်ပေါ့နော်အဲ့ဆိုကျမတို့ဒီလိုမျိုးလေးတခြားလေးသူ့နေရာနဲ့သူဒီမှာဒီလိုကြီးဖြစ်သွားတတ်တယ်အဲ့ဆိုရင်လေဘယ်လိုပြောရမလဲမမာကြီးပြန်ဖြစ်နေကြမမာခက်ခဲကြီးဖြစ်နေတာပေါ့နော်ဒီအပိုင်းလေးကတော့နည်းနည်းလေးစိတ်ရှည်ရပါတယ်ကျမတို့ထူပါမယ်ပြားလိုက်ဒီထူတာထက်ဆိုင်လေဒီလိုမျိုးဟိုသူ့နေရာနဲ့သူနှစ်လက်မအကွာဝေးလောက်တစ်လက်မကွဲနှစ်လက်မလောက်အကွာဝေးချင်းစားလောက်ပဲဖြည်းဖြည်းချင်းပဲလှုပ်သွားရတယ်ဒါတော့ကဒီလိုမျိုးကြီးဖြစ်သွားတာနော်တကယ်ဆိုဒီလိုမျိုးသားတဲ့လူကြာနေရမှာတေချာလေးစိတ်ရှိရှိလေးနဲ့ထူလိုက်ပါနော်ဆိုရင်ကျမတို့ဒီဘက်တေချာလေးသိရပြီဆိုရင်ထူပါမယ်ဒီဘက်ကဒီလိုမျိုးလေးနော်ဒီမဲ့ဒါနှစ်ချက်နှစ်ကြော3ကြောလောက်ထူလိုက်ရင်တော်တော်လေးအဆင်ပြေသွားပြီပေါ့နော်ထူလည်းပြည့်ကြီးမဖြစ်အောင်လို့ပေါ့နော်